Assalamualaikum warahmatullahi wabarakatuh. Jonoru bono. Alhamdulillah Alhamdulillah tanaro ne nebaku Pride khizili layine Haji Hashim ko Usaimi American ka yawn waye mitasu wane bi do jonoru kali tiyaw ko twat po no takadu tamme kali tiyaw ta win yu like de kali li ye aiin ko jonoru yawn di kali li ye da tu chaung tat khe de kala ri ma ya khe de da gong du saung gong pyu phat tan la ri da tu wone ne po no tu 10 tန်းအောင်လက်မှတ်ဒီကလေးကတော့ဂုံတူး၄ဘာသာနဲ့10 တန်းခစ်က10 တန်းစနစ်ကပေါ့နော်ဂုံတူး၄ဘာသာနဲ့အောင်ခဲ့တဲ့ကလေးလေးဒီမှာစုတွေလည်းသူငယ်တော့အများကြီးပဲဒါစုတွေရခဲ့တာအဲ့ကလေးအိမ်ကိုရောက်နေတာကျွန်တော်တို့အဲ့ကလေးနဲ့ပတ်သက်ပြီးနည်းနည်းဒီကလေးရဲ့အကြောင်းအရာလေး history လေးကိုနည်းနည်းပြောမှာပေါ့နော်ဒါကြောင့်ဘက်သွားတယ် Assalamu alaikum warahmatullahi wabarakatuh ကျွန်တော်တို့ဒီအခု2026တက္ကသိုလ်ဝင်ဂုဏ်ပြုပွဲအခမ်းအနားလေးမှာအဲ့ဒီအချိန်ခါတော့ဒီကလေးတွေတော့ဒီသမီးလေးတွေတော့ဒီလိုအခွင့်အရေးကိုဒါမျိုးလေးတော့မရခဲ့လိုက်ဘူးတိုးတော်လဲဒီနှစ်အခါမှဒီကပထမဦးဆုံးအချိန်ကို AK တို့ဟာလားကိုထိုးမင်းတို့ကျွန်တော်တို့ဒီလိုစတင်တောကဖြစ်ပြီးတော့ကျွန်တော်တို့တွေနဲ့ကိုထိုးမင်းရဲ့ကို AK ရဲ့စတင်ပူပေါင်းပြီးလှုပ်ဆောင်တဲ့အခါမှာဒီလိုမျိုးလေးတွေကလေးလေးတွေအဆင်ပြေသွားတဲ့နောက်ွယ်မှာအဲ့ဒီရဲ့နောက်ွယ်မှာထပ်မံပံ့ပိုးတဲ့ဟာဂျီကတော့ဟာဂျီဟာရှင်ခါဦးစိန်မြင့်အမေရိကန်ကားပစ္စည်းရောင်းဝယ်ကရေးကနေပြီးတော့ဒီဟာဂျီဆပ်ကနေပြီးတော့ကလေးလေးတွေကိုတက္ကသိုလ်တက်ဖို့အတွက်ကိုရှေ့ဆက်သူတို့ကုန်ကြမဲ့အကုန်ကြစရိတ်တွေသူတို့ရဲ့မုတ်ဖိုးတွေကအစဒီဟာဂျီဆပ်ကတာဝန်ယူထားပါတယ်အဲ့တော့ဒီကျွန်တော်တို့လည်းကြံဝါခဲ့တဲ့ဒီကလေးနဲ့ပတ်သက်ပြီးတော့မရင်နဲ့တူတူဈေးလဲရောင်းတယ်မရင်နဲ့တူတူတန်းတိုင်းတစ်ပိုင်းကြောင်းတက်ဖို့အတွက်ကိုကျောင်းမှာတွင်းရမယ်ပတ်စံလေးတက္ကသိုလ်တစ်ခုတက်ဖို့ဆိုတာလေအဆောင်ကားတွေအဖေကလည်းပဲဖခင်ရတော့မရှိတော့အဖေကလည်းဆုံးသွားတယ်ဒီကလေးတွေအမေမုတ်ဆိုးမကြီးနဲ့သားသမီးတွေရုန်းကန်ပြီးတော့ပညာတွေကိုမရက်တန့်သွားအောင်သူတို့စူးစမ်းနေတဲ့ကလေးဒီကလေးရဆိုရင်နော်အာဘီကျောင်းလေးတွေမှာလည်းပဲဒါပရာဟိတတွေနဲ့ဆရာနေပါလေကလေးတွေကိုမြန်မာကျောင်းအဲ့လို grade 1ကနေပြီးတော့grade 5 grade 6အဒီတီကိုစာတင်တစ်ဖက်တစ်လမ်းကနေပြီးတော့ပရာဟိတစာပြန်တင်နေတဲ့ဆရာမလေးတယောက်လည်းဖြစ်နေတယ်ပေါ့လေတယောက်လည်းဖြစ်တယ်အဲ့တော့သူတက္ကသိုလ်ကျောင်းရှေ့ဆက်တက်ဖို့အတွက်ကိုကျွန်တော်တို့ဟာနိဖ်ပိုင်ကနေတဆင့်ဟာဂျီကိုကျွန်တော်တို့ပြောဆိုတဲ့အခါမှာဟာဂျီဆပ်အနေနဲ့ဒီတစ်ဖက်ကဆရာမလေးလည်းဖြစ်တယ်နောက်တစ်ဖက်ကကျောင်းသူလေးလည်းကျောင်းတက်နေတဲ့ကလေးပေါ့လေအခုတော့သူတက္ကသိုလ်ရှေ့ဆက်တက်မဲ့အခါမှာတက္ကသိုလ်2 နှစ်တော့ကြံနေသေးတယ်ဒီကလေးမလေးကအဲ့တော့ဒီကလေးမလေးနဲ့ပတ်သက်ပြီးတော့ဆရာယာစင်ဆပ်အနေနဲ့ရှေ့ဆက်စကားလေးများပြောပေးပါလို့အဲ့တော့သမီးလေးကိုအရင်မေးကြည့်ပေးပါဆရာအဲ့တော့ဒီလိုတာဝန်ယူပေးတဲ့ဟာဂျီဆပ်ကိုလည်းကျွန်တော်မိသားစုကိုလည်းကျွန်တော်တို့ဘက်ကနေပြီးတော့အထူးကျေးဇူးတင်တယ်ဘာပဲဖြစ်ဖြစ်အဖေမရှိတဲ့ဘဝမှာအမေနဲ့ရုန်းကန်နေရတဲ့ဘဝမှာသူရှေ့ရှောက်မဲ့ပညာရေးခီးဒီမှာဒီလိုဒါလမ်းစားလေးတစ်ခုအကူအညီလေးတစ်ခုရခဲ့တော့ဒီကလေးအတွက်လည်းတော်တော်အဆင်ပြေတယ်မိသားစုတွေလည်းအရန်ပျော်ရွှင်နေတယ်ပေါ့နော်သမီးလေးအနေနဲ့ရောဘယ်လိုခံစားရဆရာမအနေနဲ့10 တန်းကို10 တန်းစနစ်ဟောင်းနဲ့သူတို့ကဖြေခဲ့တာလေ2023မှာအဲ့တော့ဆရာမအနေနဲ့10 တန်းမှာဂုံတူးဘဏ္ဍဘာသာထွက်ခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးနည်းနည်းလေးပြောပြပေးပါပေါ့တမီးကတော့2023ပေါ့နော်ဟို2023ခုနှစ်တမီးတို့ဒီ10 တန်းနောက်ဆုံးနှစ်မှာတမီးကဂုံတူး၄ဘာသာနဲ့ပေါ့နော်ဂုံတူး၄ဘာသာပါတယ်ပါတဲ့ဂုံတူးကတော့တမီးကတော့ဟိုပါပေါ့ဒီအတွဲနှစ်ပေါ့အတွဲနှစ်ဟိုဝိဇ္ဇာအတွဲနဲ့ပါတာဂုံတူးကပါတဲ့ဘာသာတွေကတော့မြန်မာရယ်ပထဝီရယ်သမိုင်းရယ်ဘောဂရယ်အဲ့၄ဘာသာတမီးပါတယ်ပေါ့အဲ့တော့ဆရာမဂုံတူးထွက်တဲ့အခြေအနေပြီးသွားတဲ့အခါမှာရှေ့ဆက်ဒီတက္ကသိုလ်ပထမဦးဆုံး first ကနဦးတက်တဲ့အခါမှာကုညီပံ့ပိုးမှုတွေရှိခဲ့လားဒါမှမဟုတ်ကျောင်းရဲ့အသုံးစရိတ်တွေကိုဆရာမအနေနဲ့ဘယ်လိုပုံစံမျိုးရုန်းကန်ရင်းနဲ့ဒီကျောင်းတက်ဖို့အတွက်ကိုကုန်ကြမှုဘယ်လိုပုံစံမျိုးလုပ်ခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးနည်းနည်းလေးရုန်းကန်ခဲ့ရတဲ့အခြေအနေလေးကိုနည်းနည်းလေးပြောပြပေးပါလားသမီးfirst ရတဲ့ဒီ second year ပေါ့မနေ့ကနေကတော့ဘူးညီတော့မရှိဘူးကိုမလည်းကိုပဲရုန်းကန်ပြီးတော့တက်ရတာပေါ့နော်ဒီပထမနှစ်မှာတော့အပိုင်းရှိတယ်ပေါ့နော်အပိုင်းရှိတယ်ပထမနှစ်တော့အပိုင်းရှိတယ်ဒီဒုတိယနှစ်ကတော့အပိုင်းမရှိဘူးအပိုင်းမရှိတော့ဒီပို့ပြီးတော့အခက်အခဲရောက်တာပေါ့အမိန်နဲ့ဆိုတော့လေဘယ်လိုပြောရမလဲပြောပါအမနဲ့တော့ကြတော့လေအပိုင်းရှိတော့လည်းတော်တာပေါ့ဒီ2နှစ်ကကြတော့လည်းအပိုင်းမရှိတော့ပတ်စံနဲ့တော့အခက်အခဲရောက်တယ်ဒါပေမဲ့
မဲ့လည်းအမေတော့ရောက်ထားပေးတယ်ပေါ့နော်ဒီဒုတိယနှစ်မှာကျတော့ဘယ်လိုပြောရလဲ ပြောပါဆရာမရှိတိုင်းရင်းနှီးခံစားချက်တွေပြောရတယ် သူကဒီဘပတ်စံမရှိတဲ့ဟိုလေဟိုအစင်မပြေတဲ့ခါကျ ဘာအလုပ်တွေလုပ်ရလဲဆရာမအဲ့လိုပေါ့အမေနဲ့အတူတူ အမေနဲ့လူကြတော့အမေနောက်ကိုဈေးရောက်တာလိုက်တယ်ပေါ့နော်ဈေးရောက်တဲ့နောက်ကိုလိုက်ပြီးတယ်ပြီးတော့ပင်မနာတော့ပင်မနေပါနဲ့အမေကလည်းမလွတ်ဘူးလေအဝေးတွေပါတွေကမှတ်လွတ်တော့အမေနောက်နဲ့ဒီကြွားထဲမှာပဲလိုက်ပြီးတော့လုပ်ရတယ်ပြီးတော့ဒီចောင်းသွားဖို့ဈေးရိတ်ကြတော့ဘယ်လိုစုရလဲဆိုတော့ဟိုဟာဆက်ချုပ်တာလေးလည်းရတယ်ပြီးတော့လဲထဲမှာလုပ်တဲ့ဟာလေးတွေပြီးလို့ရှိလို့ရှိရင်ဟိုဘယ်လိုပြောရလဲ လေထဲမှာဆိုသူများလေထဲမှာတော့အခုလုပ်တယ် အခုသွားလုပ်တယ်အလုပ် အခုနေစားကနေ နေ ပေါ့ စားကနေ အဲ့ဒါလေးတွေစု စုထားတယ် စုထား စုထားပြီးတော့ဒုတိယနေ့ကတော့အဲ့ဒီပစံလေးနဲ့သွားတယ်ပေါ့နော်ပထမနေ့တော့ကျတော့အဘကြီးကငါးတွေပါလေလောက်တော့အဲ့ငါးလောက်တဲ့ရတဲ့ပစံလေးနဲ့စုထားပြီး ဆ တော့ ရာ အဲ့ဒီ တို့ နဲ့သွားတယ် ကြားလိုက်တာတခုရှိတယ်သမီးကဒီအားတရက်မှာ9000လေးနဲ့ဟိုစပိန်နေပါလေဒီဘက်မှာစပိန်ပွဲရုံနေပါဒီမှာတော့စပိန်နေရှင်းတဲ့အလုပ်လေးတွေသွားလို့တော့ဟိုပင်မန်းနေအာယုံအရင်ဆက်ရတယ်ခလီကြားထဲမှာလည်းတော်တော်နေမကောင်းဖြစ်သွားတယ်ဆေးရုံတွေပါတော့သွားလဲရတယ်နေတာအခုငယ်မလေးလည်းတယောက်ရှိ သမီး တယ် တို့ညီကိုမောင်နှမဘယ်နှယောက်လဲ သမီးတို့ညီမ2ယောက် ညီမ2ယောက်အခုတော့အမေ1ယောက်နဲ့3ယောက်ပဲရှိတော့တယ်အိမ်မှာ အငယ်မလေးလည်းအခုကကျမ်းမာကြီးတော်တော်မကောင်းသူကဖျားပြီးတော့ခုနေဖြစ်ပြီးတော့ကလေးကနော် တရွတ်တိုက်6ရောက်ဆွဲ 6လောက်တင်းတက်ပြီးချိတယ်လို့ဖြစ်နေတယ်ပေါ့နော်ဘာဖြစ်ကျွန်တော်ရင်ထဲမှာတော့ရှိတယ်ဒီကလေးလေးကိုလည်းကောင်းအောင်ပညာလည်းအရန်တော်တယ်အမြဲတမ်းအေးဒီအခုက8တန်းရောက်ပြီလားညီမလေးက8တန်းရောက်ပြီးအမကြီးကသူတက်ကတူဒုတိယနေ့ပြီးသွားတတိယနေ့နဲ့စတုတ္ထနေ့ကျန်တာပေါ့ နှစ်ကြံ နော် မယ်ပေါ့ ဒီဟာလေးတွေလည်းရှိတယ်ဒီဟာကြီးဆက်ကိုလည်းအရန်ကျေးဇူးတင်တယ်ကျန်တဲ့မိတ်ဆွေတွေလည်းပေါ့နော်ဒီမိသားစုလေးပေါ့တာမီ3ယောက်ဟိုဆုံးမှမိသားစုလေးဘာပဲဖြစ်ကိုယ်အစက်နဲ့ကိုအပင်မခံပြီးလောက်ကံပြီးရှာဖွေတာဒီဆရာတို့ဂုံယူတယ်လေးစားတယ်တက်ကတူတော့တမီပြီးအောင်တက်အချက်လာဒီကုညီမှုတွေဟိုဟာဒီဟာတွေလိုင်းလည်းပဲကောင်းတာပေါ့ကလေးရေနော် အခုသမီးရဲ့တက္ကသိုလ်တက်မဲ့ဈေးကိုဟာဂျီဟာရှင်ခဦးစိန်မြင့်အမေရိကန်ကားပစ္စည်းရောင်းဝယ်ရေးကသမီးရဲ့ဈေးတွေကိုလည်းသူ့အနေနဲ့ဟိုကျွန်တော်ဘက်ကနေပြီးတော့ဒီကလေးတွေရဲ့ចောင်းတက်မဲ့ဈေးကိုထောက်ပံ့ပေးပါမယ်ဆိုပြီးတော့ဆရာတို့ကိုတာဝန်ယူပေးပါမယ်ဆိုပြီးပြောထားတာရှိတယ်အဲ့တော့သမီးတို့ရဲ့ဟိုနေတူကတုံးဆွဲတဲ့မုတ်ဖိုးတွေကိုလည်းဟာဂျီဆပ်ကနေပြီးတော့သမီးတို့တာဝန်ယူပေးပါမယ်နောက်ဆုံးစင်းထိသမီးဟာဂျီဟာရှင်ခဦးစိန်မြင့်ကဘယ်လောက်ထိပြောလဲဆိုတော့ဒီကလေးလေးတွေကချမ်းမာရေးဇရိတ်ကအစပါဆရာတဲ့ကျွန်တော်တာဝန်ယူပေးမယ်တဲ့ဒါမျိုးခဲရခက်စစ်ဘဝတွေနဲ့ဖြတ်တန်းပြီးတော့ပညာတွေကိုရှာဖွေနေတဲ့ကလေးတွေနဲ့ပတ်သက်ပြီးတော့သူထောက်ပံ့ခဲ့တာဆိုလို့ရှိရင်ယနေ့တိုင်ထိဆိုရင်ပေါ့သမီး8ယောက်9ယောက်ဒါတော့တချို့မသိဆရာတို့မသိတဲ့ကိစ္စတွေလည်းရှိအောင်ပါပေါ့လေ4-5ဦးလောက်ကြံအောင်မယ်အဲ့တော့17ဦး12ဦးလောက်တောင်ဖြစ်သွားတဲ့အနေအထားမျိုးပေါ့လေနော်ဆရာ ဟာကြီးဆက်ကမိသားစုအလားဒီထက်မက ကျွန်တော်တို့ကတော့တပည့်တပန်းတွေကိုနဲ့ဟိုပတ်သက်ဆက်နွယ်ရတဲ့သူတွေဒါမျိုးအစင်မပြေတဲ့ကြားတဲ့ကနေပြီးတော့ပညာလေးလဲတော့တယ်အဲ့လိုအခြေအနေမျိုးဒီကလေးတွေကိုမြေတော်မြောက်ပေးမဲ့ဘသူတွေရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတော့လိုက်လံရှာဖွေရင်းနဲ့ဒီလိုဟာဂျီဆပ်တွေနဲ့ကျွန်တော်တို့တွေးဆုံခဲ့ရတယ်တော်တော်ပဲအလွန်အင်မတန်မှပျော်ရွှင်မိတယ်တော်တော်ပဲဝမ်းသာဖြစ်မိတယ်ဒီကလေးလေးတွေကနှလုံးသားတွေကနေပြီးတော့နမတ်ဖတ်တိုင်းမှာလဲကျွန်တော်တို့ပြန်ကြားနေရတဲ့ဒီဟာဂျီဆပ်တို့ရောဆရာတို့ကိုရောဟို AK ဘိုင်တို့ရောကိုထုံးမင်းတို့ရောသူတို့စူတောင်းဖျားရှိခိုးတဲ့သမီးလေးမေသဇင်တို့ဘာတို့ကအစပါပေါ့ကျွန်တော်တို့တွေဗုဒ္ဓဘာသာလည်းမခွဲကြပါဘူးခရစ်ယာန်ဘာသာလည်းမခွဲကြပါဘူးဟိန္ဒူဘာသာလည်းမခွဲကြပါဘူးဘာသာပေါင်းစုံမှာရှိနေတဲ့ကလေးတွေကျွန်တော်တို့တွေကြည်လာသည်ပညာရေးတစ်ခုကိုသာလင်ကျွန်တော်တို့ကြည်ပြီးတော့ကျွန်တော်တို့လှုပ်ဆောင်ပေးတယ်အဲ့တော့ဘယ်ကလေးကဘလို့အလွာအတန်းစားကကလေးပဲဖြစ်နေပါသေးဘယ်ဘာသာဝင်ကကလေးပဲဖြစ်နေပါသေးကလေးတိုင်းကပညာရေးတော်ပြီလားသူတို့ကိုမြေတော်မြောက်ပေးမဲ့လူမရှိဘူးလားဆိုရင်ကျွန်တော်တို့တငယ်ချင်းတွေအဲ့ဒီဒူတွေနဲ့ပတ်သက်ပြီးတော့ဒီကလေးလေးတွေကိုမြေတော်မြောက်ပေးဖို့ဘယ်သူတွေရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကပေါင်းကူးသရာအဖြစ်နဲ့ကျွန်တော်တို့ကဒီဟာဂျီတွေကိုဒီလိုမိတ်ဆွေတွေကိုလိုက်လံရှာဖွေရင်းနဲ့ယခုလိုမျိုးဒီကလေးနဲ့ပတ်သက်ပြီးတာဝန်ယူပေးလိုက်ပါပြီဆိုတော့တရင်လေးကြားတော့လေရင်ထဲမှာအတိုင်းတက်အလုံးဝမ်းသာပီတိဖြစ်မိတယ်အဲ့ဒါနဲ့ဒီကလေးဆီယာမာလေးပေါ့လေဗျာလက်ရှိလက်စာလဲပြန်တင်နေတယ်ဆိုတော့ဆီယာမာလေးပေါ့ဗျာဆီယာမာလေးကိုလည်းဒီရဲ့ပီတိဒီရဲ့ပျော်ရွှင်မှုရရှိစေခြင်းနဲ့စိတ်ကူးလေးနဲ့ကျွန်တော်တို့ဟိုပရိုက်တာကိစ္စတွေလှုပ်ဆောင်ရင်းနဲ့ဆီယမရှိကိုတကူးတကလာရောက်ပြီးတော့ဒီဝမ်းသာစရာစကားလေးကိုလာရောက်ပြောပြခြင်းဖြစ်ပါတယ်အဲ့တော့ဆီယမအနေနဲ့ဒီလိုမျိုးရှေ့ဆက်ဟိုအခု
တတိယနှစ်ကစရုဒ္ဓနှစ်ကနောက်နှစ်နှစ်ကျန်တဲ့ဥစ္စာကိုတာဝန်ယူပေးလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဆရာမရဲ့ရင်သွင်းခံစားချက်လေးဘာများပြောချင်လဲဆိုတာကိုဆရာတို့သိချင်တယ်။တစ်ပတ်ကဟာကြီးတို့လည်းသိချင်ပါပဲ ဟုတ်တယ်ဆိုတာဟို ။အတိုင်းတဲ့အလုံးဝမ်းတာပီတိဖြစ်မိတယ် ဒီဘာလို့လဲဆိုတော့ဒီလိုပြောရလဲဟို ။ရှေ့ဆက်မကြောက်မကြဘဲနဲ့ဘဝမှာ အဲ့လိုမျိုးပေါ့ဟိုက မစိုးရင်နေရတော့ငါចောင်းစီဒီငါဘလို့ မစိုးရင်ရတော့ဘူးဆိုတော့ ရမ်းပြောနေ အရန်ပျော်တယ်အရန်ပျော်ပြီးတော့ဆီယမအနေနဲ့စကားတော်ပီတိတွေစကားလုံးတွေစို့ပြီးတော့ဆီယမစကားမထွက်တော့ဘူးဆရာစင်းစား ကျေးဇူးတင်ပါတယ်အားလုံးကိုစားကျွန်တော်တို့ဒီကလေးတွေကိုဒီလိုဖြစ်ခွင့်ရရှေ့လျှောက်ပြီးတော့ပညာတတ်ကြီးတွေဖြစ်ပြီးတော့လူသားအကျိုးပြုတဲ့ကလေးတွေဆရာမတွေဖြစ်ပါစေလို့ထူတောင်းပေးနေကျွန်တော်တို့အစီအစဉ်လေးကိုဒီလောက်နဲ့ပဲညီကုန်းချုပ်တယ်အားလုံးကျေးဇူးတင်ပါတယ်အစ္စလာမ်အလိုင်ကွမ်ဝရဟ်မတ်တူလာဟီဝဘရကာ